Okay ဒါဒီနေရာဆိုရင်ကျွန်တော်တို့ဒုတိယအချိန်မြောက်စစ်ဘေးရှောင်လာရတဲ့တချို့ပြန်စစ်ဘေးရှောင်တွေတော်တော်သေးတာယာယီထားတဲ့စစ်ဘေးရှောင်စကန်တစ်ခုဖြစ်တယ်ပေါ့နော်ဒါအရင်တော့ဆိုရင်လည်းဒါကျွန်တော်တို့စစ်ဘေးရှောင်စကန်ဖြစ်ဖွင့်လှစ်ခဲ့တယ်နောက်ပိုင်းကျွန်တော်တို့အားလုံးချင်းတွေငြိမ်သက်သွားပြီဆိုတော့ကျွန်တော်တို့စစ်ဘေးရှောင်တွေကိုသူ့ရဲ့ရွာတွေသူ့ရဲ့နေရာတွေကိုပြန်နေခိုင်းတော့စစ်ဘေးရှောင်စကန်တိမ့်ခဲ့တယ်အခုတော့တချို့ပြန်ကျွန်တော်တို့တိုက်ပွဲတွေပြန်ဖြစ်လာတော့ကျွန်တော်တို့ဒါဒုတိယအချိန်မြောက်စစ်ဘေးရှောင်တဲ့သူတွေနေတဲ့နေရာဖြစ်တယ်ပေါ့နော်အခုမြင်တဲ့အတိုင်းပဲတော်တော်သေးတော့မိုးကိုင်းနဲ့မိုးရေထဲမှာတော့ခက်ခဲပဲအခုလည်းမိုးရင်းကလည်းနေတိုင်းလို့မိုးရွာနေတယ်။ဒါမှအိမ်နာတွေဘာကြီးလည်းမရှိသေးဘူး။ကျွန်တော်တို့ရေတန်းဆက်တွေဘာကြီးလည်းအရင်တော့ရှိခဲ့တယ်အခုမရှိတော့ဘူးပေါ့နော်။စာအုပ်ရစာကောင်တို့ဒီလိုမိုးကိုင်းနဲ့ဒီမှာနေရတဲ့အခြေအနေမျိုးကိုပြန်ရောက်နေတယ်ပေါ့။ဒီနေရာမှာဆိုရင်စစ်ဘေးရှောင်ဘူးလောလောဆယ်380ကျော်ရှိတယ်လို့တောင်ဝင်ကန်တွေကပြောပြတယ်ပေါ့နော်။ဒါဒီနေရာဆိုရင်ဒါတကြောပြန်စစ်ဘေးရှောင်နေရဖြစ်တယ်။ကျွန်တော်တို့၄ကီကောကျွန်တော်တို့မေဝါခီထိမေဝါခီကျွန်တော်ရတိကူစသည်ဖြစ်ကျွန်တော်တို့၄ကီကောအနီးတစ်ဝိုက်ကကျေးရွာတွေကပြည်သူတွေဒါစစ်ဘေးရှောင်လာတဲ့အခြေအနေဖြစ်တယ်လေးတွေလည်းအများကြီးပညာရေးတွေဘိုင်းစားနဲ့ပြန်ပြီးတော့ဘွားကိုတစ်ကနေပြန်စားရပြီအရင်တော့ဒါအိမ်ဒီတဲတွေနဲ့တော်တော်လေးကိုစစ်ဘေးရှောင်ဥယျာဉ်ထောင်ထဲကြီးရှိခဲ့တဲ့နေရာကြီးဖြစ်တယ်နောက်ပိုင်းတော့အခုချက်သိမ်းလိုက်တော့အခုပြန်တစ်ကနေပြီးတော့မျက်တွေရှင်းပြီးတော့ပြန်လှုပ်ထားတဲ့အခြေအနေမျိုးကိုပြန်တွေ့ရတယ်အဲ့တော့ပြည်သူတွေကတော့အဲ့လိုမျိုးတွေခက်ခဲတွေနဲ့မကြာခဏစုံရတယ်ပေါ့နော်စိတ်မကောင်းစရာကောင်းတယ်ကျွန်တော်တို့လည်းဒီနေ့တက်နိုင်တဲ့တော့ကျွန်တော်တို့စံစီမမခောက်ဆွဲစသည်ဖြင့်အသားတုကလေးအတွက်မုတ်စသည်ဖြင့်နိုင်တဲ့တော့ကျွန်တော်တို့တွေလာရောက်ကူညီပေးခြင်းဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့လာရောက်ကူညီခြင်းဟာစစ်မစက်နံပါတ်တော့ပါပဲဘာမှသိပြီးတော့ပြည်စုံခြင်းရှိသေးပါဘူးဒါကျွန်တော်တို့လက်ရှိအခြေအနေကိုအားလုံးပြည်သူတွေသိအောင်ပြောပြခြင်းဖြစ်ပါတယ်ဟုတ်ကဲ့